ကမ္ဘာချန်ပီယံကပတ်ရအပြေမှာမိုးဟီကိုနဲ့နီးစပ်ဖို့မြန်မာနိုင်ငံကိုလာမဲ့ဂျိုရှွာဘန်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီရက်ပိုင်း Facebook ပေါ်မှာလူပြောအများဆုံးကြရက်အထဆုံးသတင်းကိုပြပါဆိုရင်ဂျိုရှွာဘန်နဲ့မိုးဟီကိုတို့ရဲ့သတင်းလို့ဆိုရမှာပါဟုတ်ပါတယ်ကမ္ဘာ UFC Flyweight တန်းရဲ့ရွှေကပတ်ကြီးကိုရယူနိုင်ခဲ့တဲ့ဂျိုရှွာဘန်ကသူ့ရဲ့အငယ်ချစ်ဦးသူ့ရဲ့အိမ်မက်နဲ့သမီးမိုးဟီကိုတရားဝင်ပိုင်ဆိုင်ခွင့်ရဖို့မြန်မာပြည်ကိုပြန်လာတော့မယ်ဆိုတဲ့သတင်းမှာဂျိုရှွာဘန်ရဲ့အောင်မြင်မှုခရီးကျမ်းကိုပြန်ကြည့်မယ်ဆိုရင်တကယ်ကိုအမခမ်းပါပဲ UFC Flyweight တန်းမှာဘရင်တဆူလို့ဖြစ်နေတဲ့ဘရာဇီးဖိုက်တာပန်ဒိုဂျာကိုလဲထိုးပြီးတော့အသက်ငယ်ဆုံးကမ္ဘာချန်ပီယံဖြစ်လာခဲ့ရပါဒီပွဲမှာနိုင်လိုက်တာကသူ့ကိုကမ္ဘာအဆင့်အားကစားသမားဖြစ်သွားစေုံတည်းမကပါဘူးဒေါ်လာတန်းချီချမ်းသာတဲ့တတိတယောက်ဖြစ်သွားစေခဲ့သလိုသူယူယူမှုချင်းရတဲ့မိုးရီကိုရဲ့အချစ်ကိုရရှိဖို့ယုံကြည်မှုအပြည့်အဝရှိသွားစေခဲ့တာလည်းဖြစ်ပါတယ်ပရိသတ်ကြီးတို့မှတ်မိကြအောင်မယ်လို့ထင်ပါတယ်အရင်တုန်းကအင်တာဗျူးတွေမှာမင်းသမီးမိုဟီကိုချစ်တယ်မိုဟီကိုကကျွန်တော်ရဲ့ crush ပါလို့ဂျိုရှွာဘန်ဖြေခဲ့တုန်းကလူတွေကကလေးတယောက်ရဲ့စိတ်ကူးရင်မှုလိုပဲသဘောထားပြီးတော့ရေမောခဲ့ကြပူပါတယ်ဒါပေမဲ့အခုချိန်မှာတော့အခြေအနေတွေကပြောင်းလဲသွားပါပြီသူဟာအရင်ကချင်းပြည်နယ်ဟာခါမျိုးကတာမန်ကောင်လေးမဟုတ်တော့ပါဘူးကဘာကြီးကလေးစားရတဲ့ချန်ပီယံတယောက်ကိုပိုင်အချင်းနဲ့ဘဝကိုတိစောက်ထားတဲ့အမျိုးသားတယောက်ဖြစ်နေပါပြီဒီလိုပြည့်ပြည့်စုံတဲ့အရေးချင်းတွေခိုင်မာတဲ့အချစ်စိတ်တွေကပဲအနုပညာလောကရဲ့ထိတ်တဲမင်းသမီးမိုဟီကိုရဲ့နှလုံးသားတကားကိုဖွင့်နိုင်ခဲ့ပုံရပါတယ်။သတင်းတွေရဆိုရင်ဂျိုရှွာဘန်ချန်ပီယံဖြစ်ပြီးချင်းမှာပဲမိုဟီကိုဘက်ကဂုဏ်ပြုစကားတွေအချစ်နဲ့မေတ္တာတွေနဲ့ဖုန်းဆက်ပြီးတော့တုံ့ပြန်ခဲ့ပြီးအခုဆိုရင်တော့နှစ်ယောက်သားရဲ့ဆက်ဆံရေးကမင်္ဂလာပွဲစီကိုဦးတည်နေပြီလို့သိရပါတယ်။ဒါကြောင့်2025ခုနှစ်ဟာဂျိုရှွာဘန်အတွက်ရောမြန်မာပြည်သက်တွေအတွက်ပါအထူးခြားဆုံးနှစ်တစ်နှစ်ဖြစ်လာတော့မှာပါ။သူကမြန်မာနိုင်ငံကိုပြန်လာမဲ့ခရီးစဉ်မှာရည်ရွယ်ချက်ကြီးကြီးမားမားနှစ်ခုရှိနေပါတယ်။ပထမတစ်ခုကသူအရန်တန်ဖိုးထားတဲ့ UFC ရွှေကပတ်ကြီးကိုမြန်မာပြည်သက်တွေရှေ့မှာဂုဏ်ယူဝင်ကြွားစွာနဲ့ထုတ်ပြဖို့ဖြစ်ပြီးတော့ဒုတိယအရေးကြီးဆုံးရည်ရွယ်ချက်ကတော့သူရဲ့အချစ်ရဆုံးမိုဟီကိုနဲ့ကြီးကျယ်ခမ်းနားတဲ့မင်္ဂလာပွဲကြီးကိုကျင်းပဖို့ပါပဲ။မိုးရီကိုဆိုတာကမြန်မာပြည်မှာအောင်မြင်မှုရောအလားပါပါပြိုင်ဘက်ကင်းနဲ့မင်းသမီးတစ်လက်ပေါင်းနှစ်ပေါင်းများစွာအပြိုကြီးလှုပ်လာတဲ့သူမကိုအခုလိုမျိုးကမ္ဘာချန်ပီယံကောင်လေးကတိမ်ပိုက်လိုက်နေတာဟာတကယ်ကိုရုပ်ရှင်ဆန်လွန်းတဲ့ဇလန်းတစ်ပုဒ်ပါပဲအသက်အရွယ်ကွာခြားမှုဆိုတာကလည်းသူတို့နှစ်ယောက်ရဲ့အောင်မြင်မှုတွေချစ်ချင်းမြတ်တာတွေကြားမှာအရေးမပါတော့ပါဘူးဂျိုရှွာဘန်ရဲ့တန်းကျွယ်တတိအဆင့်ဒနာအင်အားနဲ့မိုးဟီကိုရဲ့အနုပညာဂုဏ်သတင်းတို့ပေါင်းစပ်လိုက်တဲ့အခါမှာမြန်မာပြည်မှာမကြုံစဘူးခမ်းနားတဲ့မင်္ဂလာပွဲကြီးကိုမြင်တွေ့ရဖို့တေချာသလောက်ရှိနေပါပြီတကယ်တော့ဒါဟာလူငယ်တွေအတွက်အားကျစရာပါပဲကိုလိုချင်တဲ့ပန်းတိုင်းကိုချစ်တဲ့သူကိုရဖို့အတွက်ဘဝကိုစ조사တည်ဆောက်ရင်ဘာမဆိုဖြစ်နိုင်နေဆိုတာဂျိုရှွာဘန်ကသက်သေပြနေတာပါအခုဆိုရင်သူဟာနိုင်ငံရဲ့ခြားကနေအောင်မြင်မှုပန်းတိုင်းချစ်ချင်းမြတ်တာပန်းတိုင်းတစ်ခုစလုံးကိုသိမ့်ပိုက်ပြီးတော့အမိမြေကိုပြန်လာတော့မှာဖြစ်ပါတယ်ကဲပရိသတ်ကြီးကမ္ဘာချန်ပီယံကပတ်ကြီးကိုပခုံးမော်တင်မိုးဟီကိုရဲ့လက်ကိုတွဲပြီးမင်္ဂလာပွဲကျင်းပမဲ့ဂျိုရှွာဘန်ကိုကြိုဆိုဖို့အတွက်အစဉ်သင့်ဖြစ်နေကြပြီလားဒီလိုလိုက်ဖက်ညီလုံးတဲ့ဇုံတွဲပေါ်မှာပရိသတ်ကြီးရဲ့အမြင်ကရောဘယ်လိုရှိလဲသူတို့ရဲ့မင်္ဂလာပွဲကြီးကိုဘယ်လောက်ထိမျှော်လင့်နေကြလဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်နော်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်